ချမ်းသာမှန်ကိုရစီရောက်စေနိုင်သောလောကတော်မှာတွင်ရှိသမျှအမြတ်ဆုံးသောသောအရာတို့တွင်တကယ်အမြတ်ဆုံးယရဏစင်စစ်ဧကံဖြစ်ပါပေထားသောဘုရားလျူသောမြတ်ဆုံးယရဏတရားလျူသောမြတ်ဆုံးယရဏသံဃာတော်မြတ်လျူသောမြတ်ဆုံးယရဏထိုယရဏမြတ်သုံးပါးတို့၏ဂုဏ်ကိုယုံကြည်စွာအာရုံပြုကြကုန်၍ယောသေးစွာရှိခိုးပူစွာဘုံမြော်မှန်လျှော့ကြောလိုက်ကြရသောကောင်းမှုကုသိုလ်ကံစေရနာတို့ကြောင့်အာလုံသောသင်တရားနာပရိသတ်ပေါင်းတော်ကောင်းတို့သည်လိုလားကြကုန်သောတောင်းတကြကုန်သောရွယ်မြော်လင်းကြကုန်သောလောကီလောကုတ္တရာကောင်းကျိုးချမ်းသာဣဒ္ဓတွေကျက်သေးမင်္ဂလာပေါင်းများစွာတို့သည်အနောရှမရှိအခက်ခဲမရှိအဖြစ်စီဟန္တာမရှိရကုန်ပဲဉာဏ်ဉာဏ်ဆန်းဆန်းရရှိကြပြည့်စုံကြကုန်သည်ဖြစ်၍ဉာဏ်ဉာဏ်မှချမ်းချမ်းသာသာပြည့်ပြည့်စုံစုံပျော်ပျော်ရွှင်ရွှင်ဖြင့်မိဘနှစ်ပါးဤကျေးဇူးတရားနှင့်သာသနာတော်မြတ်ကြီးဤကောင်းကျိုးတရားကိုအာရပါရပျော်ပျော်ရွှင်ရွှင်ပြန်လေ၍ကျေးဇူးပေးဆက်နိုင်ကြကုန်ပြီလျင်ဤဘဝဤသာသနာတော်မြတ်ကြီးအတွင်၌လူဖြစ်ခိုက်ကာလမှာပင်တရားတို့တရားမြတ်တို့ကိုကိုယ်တိုင်ကိုယ်ကြတွေ့ကြသိကြကုန်၍ဘုနာတိဒုက္ခဘိဓမ္မကင်ဝေယမံမြတ်နိဗ္ဗာန်သို့လျင်မြန်စွာရလွယ်ရောက်လွယ်မြတ်မောပြုလွယ်နိုင်သောသူတော်ကောင်းများဖြစ်ကြပါစေပြည့်ပါစေဗျာအလုံးလိုက်ဆိုရအောင်အရှင်ဘုရားဤတော်မြတ်သည်ဘုရားတရားသံဃာအားဖြင့်သုံးပါးအစုံမြတ်တရဏဂုံနှင့်ငါးပါးသီလကိုတညီတညွတ်သည်တပေါင်းတစုတည်းခံယူသောနည်းဖြင့်ယောသေးစွာခံယူပါ၏ကျင့်သုံးပါ၏အရှင်မြတ်ဘုရားအရေးများညော်မှန်းတောင်းတရောက်လို့ကြသောဒုက္ခခတ်သိချုပ်ပြန်ငြိမ်၍သတိယမံမြတ်နိဗ္ဗာန်သို့လျင်မြန်စွာရာကြောင်းရောက်ကြောင်းအထောပန်းကောင်းသည်မုတ်ချမသွေဖြစ်ပါစေသာအရှင်မြတ်ဘုရားလောကေသမုပ္ပန္နောဟိတယသဗ္ဗမာနိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗမာနိနံဣတေနသစ္စာဝေနာဒုက္ခိတာဟွန္တုသာတောဟောတောရန္တစုဝေယမူခိုင်ဒုနိုင်မမြင်ဂေါရမဖျားရှင်ကိုရောမြတ်ကြီးသည်သဗ္ဗမာနိနံခသိမြတ်စွာတတဝါတို့ဤဟိတာယလောကီလောကုတ္တရာနှပြသောအစည်းအပွားအလုကာလောကီလူပြေ၌လောကအလွင်၌သမုပ္ပန္နောကောင်းစွာမသွေဝင်သောပေါ်ပေါက်တော်မူလာပါ၏ဓမ္မောမလီရံဘုလီရံ
ရိယံစွာသောအမြတ်တော်သာစေပါသောတရားတော်မြတ်ကြီးသည်သဝပါဏိနံခသိမြတ်စွာသတ္တဝါတို့ဤဒုက္ခယကိုချမ်းသာဖို့ယံစိတ်ချမ်းသာဖို့ယံဒီဘဝချမ်းသာဖို့ယံဘဝသန္တရာချမ်းသာဖို့ယံအလံတော်ကောင်းစွာမသွေဝင်ထွန်းပေါ်ပေါက်တော်မူလာပါ၏တံမဂ္ဂရလေးရောက်ဖလထံလေးရောက်ဆွဲသောရှေးရောက်သောအရိယာသံဃာတော်မြတ်နှင့်တကွယခုလည်းရှိထင်ပေါ်သံဃာတော်အရှင်မြတ်ပေါင်းတို့သည်သဗ္ဗပါဏိနံခသိံအတုမရှိမြတ်သာစွာသောဘုံရခေတံကောင်းမှုမျိုးတို့ဆိုင်ပြိုးကျချရာလေယာမြေကောင်းကြီးသဖွယ်လောကီလူမြင်နိုင်ရလောကရအတွင်၌သမုပ္ပါနောကောင်းစွာမသွေပွင့်သောဘောတဏှာကြီးလို့မဆင်းတော့လဲဆွဲချပါဘူးအဟုတ်ကိုတဏှာကြီးပဲသူဒီနေ့ဟောတယ်ဒီနေ့တော့ဘယ်ရမလဲညစ်ပတ်နေအမေလို့တော်တော်အေးတယ်ပြောတယ်အပေါ်နဲ့အမိုးကအမေမလိုက်နဲ့မဖြစ်ဘူးဟုတ်လားဟာဟုတ်တယ်အညာသူဆိုတော့အေးတယ်လည်းချောင်းရင်အသိကြောက်တယ်နိုင်ရတော့နေခဲ့ကဲဓမ္မစရိဆရာတော်ကဗာလျောပါယရနာတော်ဒီရတဲ့တချို့ကလာကလိလေးဖုံဖုံနဲ့နာမည်ကောင်းကောင်းတဲ့တရားလေးခေါ်ပေးနော်သူနာမည်ပါကောင်းမှတရားလည်းမဟုတ်တော့ဟုတ်လားအဲ့တော့ကျုပ်ကပြောတယ်ဘယ်နာမည်ကောင်းလို့လဲမဖုံဖုံသိပါလေအဲဆိုရင်ဒီနေ့ညနာမည်ပေးလိုက်ပဲလို့ဗာတရားလဲအချောဆုံးညနာကြည်ထားပါဒီတရားပဲကျန်တော့တယ်လို့ကျန်တာတော့ဟောလို့မရှိဘူးဦးဇင်းတို့ဟောခြင်းနဲ့တရားဒီနေ့ညမှာဟောပြမှာပါဘာဖြစ်လို့ဟောခြင်းနဲ့တရားလဲဆိုရင်နိုဝင်ဘာ30ရက်နေ့ဟာဦးဇင်းတို့ရဲ့ဖခင်တော်ကြီးကွယ်လွန်လာ4 နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်အင်္ဂလိပ်လိုဆိုရင်နိုဝင်ဘာ30ရက်နေ့က4 နှစ်ပြည့်ဗမာလိုကတော့နရောလာဇန်9 ရက်နေ့ကျမှပြည့်မှာဖြစ်ပါတယ်ဒါကြောင့်ပုထုဇဉ်လောကသားလေးကပုထုဇဉ်ယဟန်တစ်ပါးပဲဖြစ်သေးတဲ့အခါမှာဘာပဲပြောပြောအကောင်းလောကနဲ့တွေ့လို့လည်းပဲပြုံပြုံလေးနဲ့ခံစားတတ်သေးတယ်အဆိုးလောကတွေကိုကြုံရတော့လည်းပဲဝမ်းနေဝမ်းသာစိတ်ဆိုတာရှိသေးတာပါပဲအဲကြောင့်ဖခင်ရဲ့ပုံမှန်လည်းပဲယေရှုဆက်ရလည်းရအောင်အလုံးစုံဓမ္မဆွေတော်မျိုးတော်တွေလည်းပဲဘောလောကရန်တွေကြုံတိုင်းကြုံတိုင်းပါကြုံရချက်ဟာများသောအဖြစ်လာကြတာဒီပဲဆိုတော့အလုံးလည်းအတိပေးတတိပေးရလေရအောင်ဒီနေ့တော့ဦးဇင်းတရားတစ်ပုဒ်ကိုရွေးထားပါဒီတရားကိုစမ်းပြီးတော့တဏှာတော့ဟောပြီးပါပြီသို့တော့93လမ်းကိုဒီတရားနဲ့ပဲဒီနေ့ဟောမယ်လို့ဆိုပြထားပါမယ်ဟုတ်လားတဏှာကြီးခွဲနောက်တော့မှန်းထားတယ်ဖြစ်မှာဖြစ်ပါရဲ့မဖြစ်ရင်ကျုပ်ကဖြစ်ရမှာကျုပ်ကကျုပ်ကိုအမိုက်ခံပြီးဟောနေရဟုတ်လားကဲဒါကြောင့်ဆက်ရအောင်ဒီနေ့သာသနာတော်နှစ်2552ခုနှစ်လူတော်ဩဇာတော်လေး1369ခုနှစ်ဇော်ဘုံလပြည့်ကျော်9ရက်နေ့ည9:35မိနစ်ချိန်ရန်ကုန်တိုင်းမင်္ဂလာတောင်မြို့နယ်က
ကံတော်လေးတောင်ပိုင်းရက်ကွက်93လမ်းအောက်ဓမ္မယုံမိသားစုများပြည့်စုံအကျဉ်းမြောက်ဓမ္မပူဇာတပင်ဝဲတရားလူရှင်ဖြစ်သောဒေါ်မာသမိသားစုအမှတ်60နဲ့93လမ်းကမတ္တိပူဇော်၍အလုံးသောဓမ္မမိတ်ဆွေပေါင်းတို့ပေါင်းစုညီညာဆင်ကျင့်ပါပူဇော်အပ်သောဓမ္မတပင်ဝဲဟောကြားအပ်သောဧကုတ္တရနိကေအင်္ဂုတ္တပါဠိတော်အလဗနိယဌာနတုတ်ကိုအခြေခံတသဆင်ဟောကြားအပ်သောငါလေတနေ့အမည်ပေးသောတရားတော်သိက္ခာပါတရားနဲ့ငါလေတနေ့လို့ဒီလိုပဲတရားမြည်ကိုမှတ်ပါဒါကြောင့်တရားတော်ကိုဟောကြားမိမလားကြားမိတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောသောလောကထထသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနဲ့တကွတရားတော်များရဲ့ဂုဏ်တော်သံဃာတော်မြတ်တို့ရဲ့ဂုဏ်တော်များကိုအာယုပြုပြီးတော့ရှိခိုးကြတော့ပူဇော်လိုက်ကြရအောင်ဒါကြောင့်အလုံးတော်ဓမ္မဆွေတော်မျိုးတော်များခါရင်ပြောနေကြစကားတိုင်းနဲ့ငြိမ်ငြိမ်သက်သက်လေးနဲ့လက်ဝလေးလေးချီရတော်လေးလေးချယုဂပူဇော်နေတဲ့ဗုဒ္ဓရှင်တော်မြတ်ရဲ့ဂုဏ်တော်များကိုအာယုပြုပြီးတော့အတူတကွပဲပူဇော်ကြရအောင်ဘုရောလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗပါဏိနံသဗ္ဗလောကေသမုပ္ပန္နောပုညခေတ္တအနုတ္တရံဣတေနာသစ္စာဝေနာဒုက္ခိတာဟွန်တုသာတောဟောတောရဟန္တသုဝယံမူကိုင်းဒုနိုင်မမြင်ဂေါရမဘုရားရှင်ကိုရောမြတ်ကြီးသည်သဗ္ဗပါဏိနံခသိများစွာသတ္တဝါတို့ဤဟိတာယလောကေလောကုတ္တရာနှပြသောအစည်းအပွားအလိုကာလောကေလောပြေနယလောကအတွင်၌သမုပ္ပန္နောကောင်းစွာမသွေဝင်တော်ပေါ်ပေါက်တော်မူလာပါ၏ဓမ္မောမလိယံဘောလိယံနိဗ္ဗာန်ပရိယုစွာသောအမြတ်တော်သာဆေပါသောတရားတော်မြတ်ကြီးသည်သဗ္ဗပါဏိနံခသိများစွာသတ္တဝါတို့ဤဒုက္ခယကိုချမ်းသာဖို့ယံစိတ်ချမ်းသာဖို့ယံဒီဘဝချမ်းသာဖို့ယံဘဝသန္တရာချမ်းသာဖို့ယံအလိုကာလောကေလောပြေနယလောကအတွင်၌သမုပ္ပန္နောကောင်းစွာမသွေဝင်ထောပေါ်ပေါက်တော်မူလာပါ၏သံဃောမဂ္ဂရလိရောက်ဖလထံလိရောက်စွာသောရှေးရောက်သောအရိယာသံဃာတော်မြတ်နှင့်တကွယခုလည်းရှိထင်မောသံဃာတော်အရှင်မြတ်ပေါင်းတို့သည်သဗ္ဗပါဏိနံခသိများစွာသတ္တဝါတို့ဤအနုတ္တရံအတုမရှိမြတ်လာစွာသောဘုံရခေတံကောင်းမှုမျိုးတို့ဆိုင်ပြိုးကျချရာလေယာမြေကောင်းကြီးသဖွယ်လောကေလူပြေနယလောကရအတွင်၌သမုပ္ပန္နောကောင်းစွာမသွေ
ပွင့်သောဘောပေါက်တော်မူလာပါပေ၏ဣတိနာသစ္စာဝဇေနာဣသောနောသံဖော်ထုတ်ပြန်၍ဟောမှစွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာတောတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္သူတော်စင်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြဲစီဝါတလျက်စိတ်ဆက်ရွှင်လန်းဝမ်းပန္တသာချမ်းသာခြင်းရှိကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းခြင်းစိတ်ဆင်းခြင်းကိုယ်စိတ်နှပါတို့၏ဆင်းခြင်းဆွဲသောဆင်းခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းနေဗယဇာအတ္တနုဝါဒဘိပရာနုဝါဒဘိတန္တာဘိဒုက္ခတိဘိအစာရှိကုန်သောမကောင်းသောဘိအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းနေသောကသာမညုမမင်းတကုရှိန်၍ဆိုရိမ်မနောင်ကြောင့်ကြပူဆွေးကိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းဟောတုယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်သောမေတ္တာတရှိဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းကဲချမ်းသာတယ်လို့ထိုင်ပြီးတော့နာကြနိုင်ပါလေ။ဘာတရားလဲ။ငါလည်းတနေ့ပြင်စီမာနိဘေကဝေအလဗနိယာနိဌာနာနိပြင်စီမာနိဘေကဝေအလဗနိယာနိဌာနာနိသမနေနာဝဗျမနေနာဝဒေဝေနာဝမာရေနာဝဗျမုနာဝကေနစိဝလောကသမိန်တိဘေကဝေပရိသလေးပါးจิตသာจิตမိတော်အာလဗနိယာနိဌာနာနိတောင်းတ၍မရနိုင်တဲ့အရာဌာန၅မျိုးတို့သည်ဣမာနိခောပြင်စဤ၅မျိုးတို့ပါသည်ဘုရားရဲ့ရွှေနှုတ်တော်ကမိန့်တော်မူခဲ့တဲ့စကားပါခြေသာခြေသမီးတို့သမဏေနဝယဟမေဖြစ်ပါစေဗျမဏေနဝအကျင့်မြတ်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ပါစေဒေဝေနဝနတ်တွေပဲဖြစ်ပါစေမာရိနဝမမင်းအသင်းဖွဲ့တွေပဲဖြစ်ပါစေဗျမ္မုနာဝဗျမ္မာကြီးတွေပဲဖြစ်ပါစေကေနာဇီဝတစုံတယောက်ခြေသာခြေသမီးတို့ဟောဒီလောကကြီးထဲမှာရောက်လာကြတဲ့ဖြစ်လာကြတဲ့ယဟန်တွေလိုပဲအကျင့်မြတ်တွေကိုကျင့်နေကြတဲ့ပုဂ္ဂိုလ်တွေဓမ္မမို့ရဲ့နတ်တွေဗျမ္မာတွေမမင်းရဲ့အသင်းအဖွဲ့တွေဘယ်ပုဂ္ဂိုလ်ပဲဖြစ်ပါစေတဲ့တစုံတယောက်သောပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ပါစေတောင့်တလို့မရတဲ့အရာဌာန၅မျိုးရှိတယ်ပြိဿရေတောင့်တလို့မရတဲ့ဌာနဘယ်နှမျိုးလဲတောင့်တလို့မရတဲ့အရာဌာန၅မျိုးရှိပါတယ်ကတ္တမာနိပြေစဘယ်၅မျိုးလဲဆိုရင်စရာ
ဓမ္မမာဇိရိတိအလပနိယံဌာနံပါဠိတွေပါသွားရင်တို့ပြိတ္တကမျက်လုံးလေးတွေကြည်တာကွာဘုန်းကြီးရဲ့ဘာတွေပြောနေတာတော့ဆိုပုံစံကြီးပေါ့မပြောပါဘူးဖရာဟောတရားတော်ဆိုတာလေးသက်သေခိုင်အောင်ရွတ်ပြရတာဟုတ်လားစရာဓမ္မမာဇိရိတိအလပနိယံဌာနံစိတ္တจิตသမီးတို့အိုဓာတ်တဲ့သဘောတရားကိုမအိုပါနဲ့လို့ဘယ်တော့မှတောင်းတလို့မရနိုင်ပါဘူးနံပါတ်1တောင်းတလို့မရတဲ့အရာကအိုဓာတ်တဲ့သဘောကိုမအိုပါနဲ့လို့တောင်းတလို့မရဘူးတဲ့ပြိဿရေရပါမလားအိုဓာတ်တဲ့သဘောကိုမအိုပါနဲ့လို့တောင်းတလို့မရပါဘူးဘယ်သူတွေမရတာလဲတရားနာနေတဲ့ဒုဒဂရမပေါင်းသူတော်ကောင်းတွေလည်းပဲတောင်းတလို့မရပါဘူးတရားဟောနေတဲ့ဟောဒီဘုန်းကြီးတွေလည်းပဲတောင်းတလို့မရပါဘူးလူတွေလောကကပုဂ္ဂိုလ်တွေတောင်းတလို့မရသလိုနတ်လောကကပုဂ္ဂိုလ်တွေဗျမလောကကပုဂ္ဂိုလ်တွေမမင်းရဲ့အသင်ဖွဲ့တွေလည်းပဲတောင်းတလို့မရပါဘူးအကုန်လုံးပြိဿရေတောင်းတလို့ရရဲ့အိုတဲ့သဘောကိုမအိုပါနဲ့လို့ဘယ်တော့မှတောင်းတလို့မရသလိုပါပဲနာတဲ့သဘောကိုလည်းပဲမနာပါနဲ့လို့ဘယ်တော့မှတောင်းတလို့မရပြန်ပါဘူးနာတဲ့သဘောကိုရောပြိဿရေမနာပါနဲ့လို့တောင်းတလို့ရရဲ့မရဘူးဒါဆိုရင်ပြိဿရေနောက်တစ်ခုသိတဲ့သဘောတရားကိုလည်းပဲမသိပါနဲ့လို့တောင်းတလို့မရပြန်ပါဘူးသိတဲ့သဘောကိုရောမသိပါနဲ့လို့တောင်းတလို့ရရဲ့ပျက်စီးတဲ့သဘောတရားကိုလည်းပဲမပျက်စီးပါနဲ့လို့တောင်းတလို့မရပြန်ပါဘူးနံပါတ်5တောင်းတလို့မရတာကတော့ကုံဆုံးတတ်တဲ့သဘောတရားကိုလည်းပဲမကုံဆုံးပါနဲ့လို့တောင်းတမရပါဘူးဘယ်နှမျိုးပြီးသွားလဲအိုတဲ့သဘောကိုမအိုပါနဲ့လို့တောင်းတလို့မရပါဘူးနာတဲ့သဘောကိုမနာပါနဲ့လို့တောင်းတလို့မရပါဘူးသိတဲ့သဘောတရားကိုမသိပါနဲ့လို့တောင်းတလို့မရပါဘူးပျက်စီးတဲ့သဘောတရားကိုမပျက်စီးပါနဲ့လို့တောင်းတလို့မရပါဘူးကုံဆုံးတဲ့သဘောတရားကိုလည်းမကုံဆုံးပါနဲ့လို့တောင်းတလို့မရပါဘူးလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်အမျက်ဆုံးအကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တဲ့အဲ့ဒီ5မျိုးဟာတောင်းတလို့မရဘူးလို့ဘုရားမိန့်ခဲ့ပါတယ်။ဘိသိက်တောင်းတလို့ရရဲ့လားမရပါဘူးဗျာ။ဒါဆိုရင်အာလုံးသောဒုဓမ္မဆွေတော်မြို့တော်တွေမြတ်စွာဘုရားဟောကြားခဲ့တဲ့တောင်းတလို့မရတဲ့ဒီတရားတွေနဲ့မြတ်စွာဘုရားရဲ့သာသနာတွင်မှလူဖြစ်ခွင့်ရနေတဲ့အာလုံးသောဒုဓမ္မဆွေတော်မျိုးတော်တွေနဲ့ဟောဒီဘုန်းကြီးတွေတကယ်လမ်းကြောင်းပေါ်ရောက်ပြီလားလို့နည်းနည်းလေးဆင်ခြင်ကြည့်ရအောင်။အိုတဲ့သဘောတရားကိုမအိုပါနဲ့လို့တောင်းတလို့မရပါဘူးလို့ရှင်တော်မြတ်ဘုရားကဟောထားခဲ့ပေမဲ့အာလုံးသောဒုဓမ္မဆွေတော်မျိုးတော်တွေအာလုံးသောဟောဒီဘုန်းကြီးတွေအိုတဲ့သဘောတရားကိုမအိုဖို့တောင်းတနေလားမတောင်းတနေလားမအိုဖို့ရန်ကြိုက်သလားအိုဖို့ရန်ကြိုက်သလားအိုဖို့ရန်ကြိုက်ပါဘုရားကပါလဲအိုတတ်တဲ့သဘောတရားကိုခြေသားတို့မအိုပါနဲ့လို့တောင်းတလို့မရဘူးဘုရားကတော့တောင်းတမရဘူးလို့မိန့်ခဲ့တာပဲအားလုံးလောကသားတော်တော်များများကအဲ့ဒီတောင်းတလို့မရတဲ့သဘောကြီးပဲအိုမာပေါ့လို့ဆင်ញင်ရလားဟေးတဖြည်းဖြည်းအိုလာပြီးအလုပ်ပေါင်းစီကောင်းဝါကောင်းလို့ရှိရင်ပြိလိုက်အရွယ်လေးများတင်တဲ့ပုဂ္ဂိုလ်များတွေ့ရင်အကျင့်လေးတွေဆေးလေးတွေကတ်မမေးဘူးလားပြီးတော့ပြိလိုက်ကျွတ်တို့တော်တော်များများကမအိုအောင်ပြုပြင်နေတာလားအိုတဲ့သဘောကိုဆင်ញင်နေတာဘုန်းကြီးလည်းပဲဘုန်းကြီးကြီးလည်းမအိုအောင်ပြင်ကြတာပါပဲလူတွေလည်းလူနီးလူဟန်နဲ့နီးမျိုးစုံနဲ့မအိုအောင်ပြင်နေကြတာပါပဲအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကရှူလာတဲ့သပင်လေးကိုနှက်အောင်
တွန်းနေတဲ့အရေးတွေကိုတင်အောင်ပြိဿရဲ့ပုံစံမျိုးစုံနဲ့ပြင်ကြရတယ်လို့အသက်ငယ်တဲ့ပုဂ္ဂိုလ်တွေကြည်လိုက်ပြန်တော့လေပါနေတဲ့သပင်လေးပွားအောင်ပွားနေတဲ့သပင်လေးတမြင်ချင်းတမြင်ချင်းဖြစ်အောင်ပြိဿရဲ့အိုးတဲ့သဘောကိုဆင်ញင်ဖို့နေနေတာမအိုးအောင်ပြုတ်ပြင်လိုက်ရတာတနေ့တနေ့အဲ့ဒီအခြေအနေတော်တော်မကုန်ဘူးလားဒါပေမဲ့ပြိဿရဲ့ပြင်ញင်တော့ပြင်စမ်းပါ30ကျော်ကနေ40နာကတ်လာပြီဆိုရင်ပြိဿရဲ့လူလေကောင်မှမျက်တောင်လေးဘလောက်ပင်ဆင်းအောင်ပဲလှုပ်ထားဟောဒီမျက်လုံးကမျက်မှန်မပါရင်ဟန်ပြက်ပါတယ်ဟန်မပြက်ဘူးလားစောစောတော့ကပေးအပြည့်နဲ့နေထားတာပဲဟုတ်လားကလေးကလေးလို့ဖုံးလာလို့စာအုပ်ကောက်ကိုင်းပြီဆိုရင်မျက်မှန်အရင်ရှားလာအဲ့တော့ပြိဿရဲ့ဘာပဲပြောအိုးတဲ့သဘောကိုမအိုးပါနဲ့လို့တောင်းတလို့မရပေမဲ့တောင်းတလို့မရတဲ့အဲ့ဒီအိုခြင်းတရားပေါ်မှာဦးဇင်းတို့ကတနေ့တနေ့အိုလာပြီလို့ဆင်ញင်ဖြစ်ရလားမဆင်ញင်ဘူးပြိဿရဲ့မအိုးအောင်ပဲမျိုးစုံနဲ့ဟုတ်လားဘုဘထုတ်ထုတ်တယ်လို့ဟိုဘက်ဒီကလက်ပတ်ကျစ်ပတ်ထုတ်ပြီးတော့ဟုတ်လားလှအောင်လုပ်ရတာမပင်မဘူးလားပင်မနဲ့ဒါကြောင့်ရှင်တော်မြတ်ဘုရားကအိုတဲ့သဘောတရားကတဖြည်းဖြည်းနဲ့အိုလာတာပဲဟောပါတယ်တဖြည်းဖြည်းနဲ့ပြိုလာတယ်လို့ဘယ်တော့မှမဟောပါဘူးသို့သောလောကသားတော်တော်များများကအိုနေတဲ့သဘာဝသဘောတရားပေါ်မှာအိုရင်ကိုမစင်ញင်မိပဲနဲ့မအိုအောင်ဤမျိုးစုံနဲ့ပြင်လိုက်တာအလားပြင်တာကတော့ပြိဿရဲ့အပြစ်ပြောစရာမဟုတ်ပါဘူးသို့တော့ပြင်တိုင်းတွန့်လာတဲ့အရေးလေးကိုပြိဿရဲ့မတွန့်အောင်တော့ဤမျိုးစုံနဲ့မကာကွယ်ဘူးလားကာကွယ်တာကတော့လှကျင်တော့ထားလိုက်ပါသို့တော့ပြိဿရဲ့ဟောငါပါးလေးတော့အရေးတွန့်လာပါဘောလားငါမငယ်တော့ပါလားအိုလာပြီလို့တော့ဆင်ញင်ဖို့မကောင်းဘူးလားမမလေးလေးကြီးစမ်းမှာဘယ်နှခါဆင်ញင်လဲဟမ်ဟောမလေးအသက်80ရောက်နေတဲ့မေတော်ကြီးတွေကလည်း80မထင်ရဘူးတော့ဆိုဖုံဖုံကလည်းတပည့်တော်ငငယ်လေးကကြက်မိုင်တိတ်ဆောက်ရှောက်တာလေဒီကလည်းပဲနောက်ထပ်လာမပို့ပါဆိုကျမ်းပါမြောက်လာတာအဲ့တော့သူတို့ကလည်းဆိုတော့မလို့ဖုံဖုံလေးတူတူပဲတဲ့ဖုံဖုံကတရားတွေဟောနေပြီ40ကျော်မထင်ရဘူးတဲ့ပြောင်းမှန်းတော့ပြဟုတ်လားဟုတ်လားအဲ့တော့ပြိဿကြီးဘုန်းကြီးကမြောက်လိုက်လူကမြောက်လိုက်အမှန်ကတော့အိုးတဲ့သဘောကလိန်လို့ရရလားမရပါဘူးဒါကြောင့်အိုးတဲ့သဘောကိုအိုးပါနဲ့လို့တောင်းတလို့မရနိုင်တဲ့အတွက်ကြောင့်မအိုးအောင်ပြင်ရတာကတော့ပြိဿကြီးဘယ်သူမှအပြစ်မရှိတာမှန်ပါတယ်သို့တော်လည်းပဲပြင်ရင်နဲ့ငါအိုလာပြီဆိုတဲ့ဆင်ခြင်မှုလေးကတော့ဝင်ဖို့လိုပါတယ်မလိုလားအိုလာပြီဆိုတဲ့ရုပ်တရားကိုမရှုရင်နန္တရားစိတ်ကရောပြိဿရဲ့အိုသွားမလားပြိုသွားမလားကိုငါငယ်သေးတယ်လို့ထင်သမျှကာလပတ်လို့မိုက်လို့အလွန်ကောင်းတာပေါ့ဟုတ်လားပြီးတော့ရုပ်တရားအိုလာတာနဲ့စိတ်ဓာတ်တွေကလည်းတပြေးနဲ့အိုဆင်းလာရမယ်စိတ်ဓာတ်တွေမအိုလာဘူးဆိုရင်ပြိဿရဲ့ရုပ်နဲ့မတွဲမိတဲ့အခါဆရာတော်ကြီးတစ်ပါးပြောမှုတယ်သူเจ้าရောက်တော့ဝင်လေးတွေကငယ်ငယ်လေးတွေဆော့နေတော့အာဂန္တုလာတဲ့အချိန်ဆိုတော့သူလက်ထဥစဉ်ကနေကိုင်းကိုငိုဆော့ရမလားဆိုရိုက်တော့ကိုင်းကြီးကအောမို့တော့ဆိုဟာဘာဖြစ်လို့ရိုက်တာလဲဟာကလေးကိုအောင်ဆော့နေလို့ပြရတယ်ဟာမင်းကလေးဆော့မှာမောဟာတယ်မင်းမရိုက်ပါနဲ့ဆရာကြီးကမရိုက်ဘူးမှတ်ထားတယ်ကလေးဆိုရင်ဆော့မှတယ်မဆော့ဘဲငြိမ်အဲ့ကလေးတစ်ခုခုဖြစ်နေပြီတဲ့အဲ့လိုသတိထားတယ်လူကြီးဆိုရင်ငြိမ်မှလည်းမငြိမ်မဲ့တိတ်လှုပ်နေအဲ့လူကြီးတတိထားတစ်ခုခုဖြစ်နေပြီလေဟုတ်လားတော်တော်မှတ်လို့တဲ့စကားလို့ဟုတ်လားကလေးဆိုရင်ဆော့တဲ့မျိုးဆော့ကိုဆော့မှမဆော့ရင်ဒီကလေးလည်းတစ်ခုကျမ်းမာရေးတစ်ခုဖြစ်နေမဆော့နိုင်ဘူးဟုတ်လားလူကြီးဆိုရင်ငြိမ်မှမငြိမ်မှုရောက်ခက်လာပြီးလှုပ်လာဆိုတာတစ်ခုတော့ဖြစ်နေပြီဟုတ်လားကလေးဆိုရင်ဆော့မှလူကြီးဆိုရင်ငြိမ်မှအဲ့ဒါဘာလဲဆိုရင်ပြိဿရဲ့ရုပ်တရားနောက်ကိုစိတ်ကပါပေးရတာတပြေးအိုကြလာတဲ့ရုပ်တရားရဲ့နောက်မှာအိုတဲ့စိတ်ကလေးမပါရင်ပြိုတဲ့စိတ်တွေများနေရင်ဟိုနေရာလဲသွားခြင်းဒီနေရာလဲငါပါခြင်းဟိုပွဲလေးလဲတက်လိုက်ခြင်းဒီပွဲလေးလဲငါကြိုက်တယ်အကုန်ဖြစ်တတ်တယ်ပြီးတော့ဘလောက်ပဲကိုကကြိုက်လို့ပဲဖြစ်ပါခြင်းလို့ဖြစ်ကိုအရွယ်နဲ့မလိုက်တဲ့နေရာသွားတော့တဲ့မပြောရဘူးလေမလီလိုကြည့်အောင်တေကန်နေပြီလာသေးတယ်ဒီနေရာကိုပြောမှမရှိဘူးလားဒါပေမဲ့မသွားဘူးလားဟ
ဟုတ်လားလေဒါကြောင့်ဩရေသောဟောတရားကိုပြိတ္တရေမအိုပါနဲ့လို့ဘယ်တော့မှတောင်းတလို့မရပါဘူးဒါကြောင့်မအိုအောင်ပြင်းရင်တော့ပြင်းကြပါဥရင်တရားလေးကိုတော့ဆင်ခြင်ဖို့လိုပါတယ်ဟုတ်လားဒါဆိုရင်နံပါတ်1ကနာတဲ့သဘောတရားကိုမနာပါနဲ့လို့ဘယ်တော့မှတောင်းတလို့မရပါဘူးပြိတ္တရေနာတဲ့သဘောတရားကိုမနာပါနဲ့လို့တောင်းတကြည်စမ်းပါရပါမလားဟုတ်တရားပွဲကဘယ်နှနာရီကျင်ညာထား9နာရီခွဲဖေးချိန်ကြီးရောက်တယ်6နာရီခွဲအရှင်ဘုရားမကြွားခင်တည်းကတနာရီထိုင်ရတာဒူးနှောင်းနေပြီအရှင်ဘုရားရောက်လာတော့ဟောပြန်ပြီးနာရအောင်မယ်2နာရီဆိုရင်3နာရီပေါင်းလိုက်ဒီဒူးကဘုန်းကြီးပြန်ကြွသွားရင်ပုံမှန်အတိုင်းထနိုင်ရတာဒါမဲ့လို့ပြိတ္တရေလူလေကောင်းမှဆိုတော့လေဘာမှမဖြစ်တဲ့ဟာလေကျမတို့3နိုင်လေအေးဆေးပဲရိုးဇက်နဲ့ထသွားတာအိမ်ရောက်မှမပြုတ်စီနေမှာဟုတ်လားနာတာလေးကတော့ဟန်ဆောင်မထားဘူးလားကိုယ်ကိုယ်အမြဲတမ်းမာတဲ့တောင်းတဲ့တင်းတဲ့ဆိုတာကိုလူပေါ်လည်းမပြနိုင်ဖို့ရာအတွက်နာနေတဲ့ခြေတော်ကိုလည်းမနာအောင်ဟန်ဆောင်ရတယ်နာနေတဲ့ဒူးကိုလည်းမနာအောင်နေရတယ်ဘာဖြစ်လဲဒူးနာလာပြီလို့ပြောလို့ရှင်အော်အမတော်တော်ကြီးသွားပြီနော်လို့ပြောမှမကြောက်ဘူးလားကြောက်တော့လူကြားတဲ့အနာမခံဘူးဟုတ်လားပြီးထားမှာဟုတ်လားအဲ့ဒါပြိဿိဒါကိုချင်းစာလို့ပြောတာဗာအပြစ်ပြောတာမဟုတ်ပါဘူးဒါဥစဉ်ဆိုရင်လည်းခြေတော့ကအရင်တော့ခောက်လဲဘူးတဲ့တန်ရာအခုတစ်ပိုင်းပေါ်နေတဲ့အခါလေခုနလမ်းကိုကြည့်လိုက်ဟာဒုက္ခပဲဘယ်ရမလဲနာနေတဲ့ခြေတော့ဆက်တော့လူတိမှကြောက်တော့တော်တော်ကိုအိန္ဒြေနဲ့ကြွလာတဲ့ပုံစံနဲ့တလန်းချင်းကြွလာအမှန်တော့နာတာလူတိမှကြောက်ဟုတ်လားပဲအပြည့်နဲ့ကြွလာဟုတ်လားမော်ဒယ်ရှိုးအကောင်တွေတော့တလုံးမပိုင်ဟုတ်လားအဲ့တော့မိသားကြီးကိုယ့်ပုံစံကြီးကိုနာနေတဲ့အသွင်ကြီးကိုလူမြင်မှာကိုကြောက်လားမကြောက်ဘူးလားကြောက်တယ်ပြိဿကြီးနာတဲ့သဘောကိုမနာပါနဲ့လို့တောင်းတလို့မရပေမဲ့နာနေတဲ့ဟမ္မန်ကြီးလူမြင်မှာတော့သိကိုကြောက်ကြပါတယ်မကြောက်ဘူးလားနာနေတဲ့ဟန်လူမြင်မှာသိကြောက်တယ်ဒါကြောင့်ဥတဲ့သဘောနာတဲ့သဘောပြိဿကြီးလွန်ဆန်လို့ရရဲ့တောင်းတလို့ရရဲ့မအိုပါနဲ့ဦးမနာပါနဲ့ဦးတောင်းတလို့မရပါဘူးဒါဆိုရင်သိတတ်တဲ့သဘောတရားကိုလည်းပဲမသိပါနဲ့လို့တောင်းတလို့မရပြန်ပါဘူးပြိဿရဲ့သိခြင်းတရားကိုတောင်းတတဲ့ပုဂ္ဂိုလ်ရှိနိုင်မရှိနိုင်မြန်သိပါစေလို့ကိုယ့်အတွက်ကိုတောင်းတမိသလားသူတစ်ပါးအတွက်ကိုမြန်သိပါစေလို့တောင်းတသိကြလားသိကြလားဟောသာဓုသာဓုသာဓုဟုတ်လားပရိသတ်ရဲ့ကိုယ်အတွက်ကြတော့ဒီမှာကြောင်းလုံးလို့ဤမျိုးစုံနဲ့ကာကွယ်နေတယ်သူတစ်ပါးတွေကြတော့သိချင်းစိုးတွေမြန်သိပါစေလို့မေတ္တာတွေပို့တတ်ကြတယ်တရားပါမလားမတောင်းတနဲ့သိတဲ့သဘောတရားကိုလည်းမသိပါနဲ့လို့တောင်းတလို့မရသလိုပရိသတ်ရဲ့မြန်သိပါစေလို့ပြောရင်ရောကိုယ်ကြိုက်တယ်လားသူများရောအားလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေမြန်သိကြပါစေလို့စောစောကဆူပေးကြည့်ပလင်ဘောမစင်းနဲ့ပြန်ရမှာတော်တော့မင်္ဂလာမရှိတာဒီဘုန်းကြီးတရားဟုတ်လားအဲ့တော့ပြိဿရဲ့သိတဲ့သဘောတရားကိုမသိပါနဲ့လို့တောင်းတခြင်းတလောက်တောင်းတရသလားမရဘူးပြိဿရဲ့ဟောဒီလူတွေမရတယ်လို့နတ်တွေလည်းမရပါဘူးမြမာတွေလည်းမရပါဘူးယဟန်တွေလည်းမရပါဘူးကြီးကျယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလည်းမရပါဘူးမရပေမဲ့သိခြင်းတရားနဲ့အလွန်နီးကပ်စွာရင်ဆိုင်ရပြီဆိုရင်အားလုံးဦးဇင်းတို့ဒုဓမ္မဆွေတော်မျိုးတော်တွေမသိဖို့ရမကြိုးစားဘူးလားဇေဝရင်းမျိုးစုံနဲ့ကြိုးစားပြီးတော့မသိဖို့ရကြိုးစားတားရပါတယ်ဗုဒ္ဓရဲ့ဓမ္မအမွေလေးယူပြီးတော့ပရိတရားကမဝါစာတရားပဋ္ဌာန်းတရားများရွတ်ပွားပြီးတော့လေအာကိုရင်းနဲ့တာကြည်တတ်ပါတယ်ဘယ်လိုမှထွက်ပေါက်တွေမရနိုင်ဘူးဆိုရင်ဘေရင်စရာမေးပြီးတော့လေရရချင်းနဲ့တားကြပါတယ်တားခြင်းသလောက်တာပရိသတ်ဤတနေ့ကြတော့ဘယ်လန်းသွားရတာလဲသိကြရတာပဲဒါကြောင့်အိုတဲ့သဘောနာတဲ့သဘောသိတဲ့သဘောဟာမအိုဖို့မနာဖို့မသိဖို့တောင်းတလို့မရဘူးဆိုတာဒုပရိသတ်ရောမဟောပေနဲ့တာမန်သိုံနဲ့တော့မသိနိုင်ဘူးလားသိနိုင်တယ်ဒါကတာမန်အတွေးလေးတစ်ခုဝင်လိုက်တာနဲ့သိနိုင်တဲ့အသည့်
နံပါတ်4ဖြစ်တဲ့တောင့်တမရနိုင်တဲ့အရာပျက်စီးတတ်တဲ့သဘောတရားတွေကိုလည်းပဲမပျက်စီးပါနဲ့လို့ဘယ်တော့မှတောင့်တလို့မရပြန်ပါဘူးဟောပျက်စီးတတ်တဲ့သဘောကြတော့ပြိဿကြီးသင်္ခါရနယ်ပယ်ထဲမှာကြုံရပြီမယ်တော်တော်များများကဆင်ញင်ပြရတာရာလူကုန်တွေနဲ့မပျက်စီးခြင်းပါဘူးဇီဝဥစ္စာတွေမပျက်စီးခြင်းပါဘူးပြိဿကြီးမိမိရဲ့မိသားစုဘဝလေးမပျက်စီးခြင်းပါဘူးမိမိရဲ့အိုးအိမ်တိုက်တာချမ်းမြေလေးမပျက်စီးခြင်းပါဘူးမြင်မြင်သမျှသင်္ခါရအကုန်လုံးဟာပျက်စီးတတ်တဲ့သဘောကိုဘာမှမလွန်ဆန်နိုင်ဘူးမပျက်စီးအောင်တောင့်တလို့မရဘူးလို့ဆိုပေမဲ့ပြိဿကြီးအဲ့ဒီအရာတွေကရာလူကုန်သည်စီစဉ်ဥစ္စာဆွေမျိုးသားချင်းမိမိပိုင်ဆိုင်မှုတွေပျက်စီးပြီးဆိုရင်အလုံးတော်တို့တရားဓမ္မပေါက်သူတော်ကောင်းတွေနေလို့ထိုင်လို့ရသေးရဲ့လားမရပါဘူးဗျာခံစားရပြီဟောအိုးတဲ့သဘောနာတဲ့သဘောသိတဲ့သဘောကြတော့အတဲ့နာတာဆိုတော့ပြိဿကြီးတနေ့တွေ့ကိုတွေ့မှာပဲလို့ထင်မိပေမဲ့မထင်လိုက်တဲ့ပျက်စီးခြင်းတွေဝင်ဆောင်လာပြီဆိုတဲ့အခါကျတော့စိတ်ဓာတ်တွေမပင်ပန်းဘူးလားပင်ပန်းတယ်ဒါကြောင့်ပျက်စီးတဲ့သဘောတရားကိုလည်းမပျက်စီးပါနဲ့လို့တောင်းတလို့မရပါဘူးမိမိရဲ့အသက်အစည်းစိမ်တော်မှအသက်ဝိညာဉ်တော်မှမပျက်စီးဖို့တားလို့မရဘူးဆိုရင်မိမိပိုင်ဆိုင်ဝေရထားတဲ့စီဝါဥစ္စာတွေမိမိပိုင်ဆိုင်ဝေရထားတဲ့ရာထုကုန်သိနေမိမိပိုင်ဆိုင်ဝေရထားတဲ့အိုးအိမ်ချမ်းမြေတွေပြိဿရဲ့ပျက်စီးခြင်းနဲ့တွဲနေတာလားတည်မြဲခြင်းနဲ့တွဲနေတာပျက်စီးခြင်းနဲ့တွဲနေပြီမဲ့အဲ့ဒီတွဲနေတဲ့ပျက်စီးခြင်းကြီးအတဲ့လာပြီဆိုတော့လောဘဒေါသမောဟမာနတွေနှိမ့်ဆက်လိုက်တာမပင်ပန်းဘူးလားပင်မနဲ့မပျက်စီးဖို့တားရင်နဲ့ပျက်စီးမှုတွေများလာရင်ဒေါသတွေပေါက်ကွဲလာပြီးဒေါသတွေပေါက်ကွဲလာတဲ့အခါကျတော့သီးခံစိတ်တွေမကြံတော့ဘူးဒါကြောင့်ပျက်စီးခြင်းတန်ရင်ပျက်စီးရမယ်ဆိုတဲ့တောင်းတလို့မရတဲ့အရာပေါ်မှာလည်းပဲထိုဓမ္မဆွေတော်မျိုးတော်တွေဆင်ခြင်မိဖို့လိုပါတယ်မလိုအပ်ဘူးလားလိုအပ်တယ်ဟုတ်လားပျက်စီးုံနဲ့မဟုတ်ပါဘူးဒီဘဝဒီခန္ဓာကြီးတော်မှတနေ့နေ့တစ်ချိန်ချိန်မှာတဘဝတခန္ဓာကုံဆုံးရအောင်မယ်ဆိုရင်နဲ့ပျက်စီးုံနဲ့မဟုတ်ဘူးတစ်ခုလုံးပေးဆက်ကုံဆုံးလိုက်ရတဲ့နေရာဌာနမျိုးအကြောင်းအရာမျိုးရောမရှိနိုင်ဘူးလားရှိနိုင်တာပဲလုံးဝပျက်စီးရတာလေလုံးဝကုံဆုံးပြောက်ွယ်သွားတဲ့အဆင့်နဲ့ပဲရောက်ရင်ရောက်ပါလိမ့်မယ်အေးကုံဆုံးပြောက်ွယ်တဲ့သဘောတရားကိုလည်းပဲမကုံဆုံးပါနဲ့လို့တောင်းတလို့မရနိုင်ပါဘူးဒါကြောင့်အလုံးခြုံကြည့်ရင်ပြိဿရဲ့ဒီအရာတွေဟာတောင်းတလို့ရရဲ့လားမရနိုင်ဘူးမရနိုင်ပေမဲ့အဲ့ဒီအရာတွေအလုံးတစ်ခုခုနဲ့ကြုံရရင်ထိုဓမ္မဆွေတော်မျိုးတော်တွေပူရသလားအေးရသလားငိုရသလားရေရသလားငိုရတယ်ဦးဇင်းတို့လိုပုထုဇဉ်အကျမ်းစာကြီးတွေမပြောပါနဲ့အရှင်အာနန္ဒာမထေရမြတ်သောတာပန်တော်မှာတကယ်ရှင်တော်မြတ်ဘုရားရဲ့ဘဝတစ်ခုကုံဆုံးလို့နိဗ္ဗာန်အပြီးကြွတော့မယ်ဆိုတဲ့နောက်ဆုံးအချိန်အရှင်အာနန္ဒာတော်ခန္ဓာရင်ရှိရလားရှိပါဘူးဗျာရှိဘူးဘုံတော်ဓမ္မသခင်ဘုရားရှင်ကိုတော်မြတ်ကုသိဏယုံပြေကမန္တမင်းတို့ရဲ့အင်းရင်တော်မှာနောက်ဆုံးပရိနိဗ္ဗာန်ဆံရအတွက်နိုင်ပိုင်းလို့တဲ့နောက်ဆုံးအချိန်ကာလလေးမှာဒီမနက်မိုးလေးမိုးတော့ရန်ရောက်ရင်ဟာဘုရားရှင်ကိုတော်မြတ်ပရိနိဗ္ဗာန်ဆံတော်မယ်ဆိုတဲ့အသိဟာအရှင်အာနန္ဒာနှလုံးသားထဲမှာလွန်ခဲ့တဲ့4 လကတည်းကသိမနေဘူးလားသိနေပါတယ်ဗျာသိနေတယ်တိကြီးနဲ့ကိုစောင့်နေရတာပြိဿရဲ့ဘလောက်ပင်ပန်းလိုက်မလဲဟုတ်လားဒါတော့သောတာပန်ဘုဒ္ဓဇင်ဟုတ်သေးရဲ့လားသောတာပန်အစစ်ကိုရောက်ပေရောက်ရတော့လေအရိယာနယ်ပင်မှာဝင်နေ냐တော့လေပဲမိမိကြီးညိုလေးစားမြတ်နိုးတန်ဖိုးထားတဲ့ရှင်တော်မြတ်ဖရာဟောဒီလောကရဲ့ကပြည်တိုင်းထွက်ခွာတော့မယ်ဆိုတဲ့အသီးနဲ့အရှင်အာနန္ဒာမထေရမြတ်ရဲ့နှလုံးသားတွေကိုပူလောင်လိုက်တာခလန်းလန်းကအင်းရင်မင်းလေးကိုမှီပြီးတော့ငိုလိုက်တစောင်းကတစောင်းတိုင်လေးကိုမှီပြီးတော့ငိုလိုက်
မျက်ရည်လေးတွေအစသိနိုင်တဲ့အချိန်နဲ့ရောက်ရောတပြေးတပြေးနဲ့ဖဘုရားရှင်ရဲ့မျက်နာကိုလည်းပဲမဖူးရရင်မနေနိုင်တဲ့အခါရှင်တော်မြတ်ဘုရားတရေတော်တော်မူနေတဲ့တဏှောညောင်းဆောင်ရဲ့လျံလေးကိုတာတာလေးကိုင်ယောဂဝေဒနာကိုဗလသမပန်နဲ့ခွာရင်ခံစားတော်မူနေတဲ့ရှင်တော်မြတ်ဘုရားရဲ့အသွင်အပြင်မြင်ရတာကြားလာပြန်တော့လည်းပဲအာနန္ဒာအတွေ့တစ်ခုကခံစားနှိစ္စရပြန်ပြီ။ဩငါတို့ရဲ့ဖဘုရားရှင်တပြေးတပြေးနဲ့သကောင်ချောလို့မိုးတောက်ရန်ရောက်ခါနီးလာပြီမိုးတောက်ရန်ရောက်ခါနီးတဲ့အချိန်မိုးတောက်ရန်ရောက်တာနဲ့ဒီလောကကအပြီးထွက်ခွာတော့မှလို့မိုးလင်းမိုးတောက်ရန်ရောက်တာနဲ့ဘုရားပြိဋိဘံစံတော့မှပဲဆိုတဲ့အသည့်ဝင်လာပြီဆိုတာနဲ့တလိမ့်လေးနဲ့တက်လာတဲ့သောကရဲ့ဓာန်ချက်ပရိဒေဝမျက်လုံးကိုအပူဆောင်းလာပြီဆိုတော့မျက်လုံးအိမ်ကမျက်ရည်တွေဟာပြိဋိညှိချစရာလိုသလားလိုပါဗျာရှင်တော်မြတ်ဘုရားရဲ့ယူပကာယတော်ကိုကြည်ရင်ပြရှင်အနန္ဒမျက်ရည်တွေဖြိုင်ဖြိုင်စီးလုံးကိုညှိရရှာပြီဩဒီကနေ့ညမိုးတောင်ရအချိန်ရောက်ရင်ဖြင့်ငါတို့ရဲ့ဖဘုရားရှင်ကိုယ်တော်မြတ်နဲ့ငါတို့သည်ဒီဘဝဒီသာသနာမှာကုံဆုံးခြင်းဆိုတဲ့နောက်ဆုံးခွဲခွာခြင်းနဲ့ခွဲခွာရတော့မှာ25နှစ်လုံးလုံးရှင်တော်မြတ်ဘုရားရဲ့နောက်တော်ဘာမှာအလိုကျွေးအနေနဲ့ပါလာတဲ့အာနန္ဒာပြိဋ္ဌာန်ခံစားနိုင်ပါမလားခံစားနိုင်ဘူးဒါကြောင့်အိုရတဲ့သဘောနာတဲ့သဘောသိတဲ့သဘောပျက်စီးတဲ့သဘောကုန်ခံကုန်ဆုံးတဲ့သဘောတရားတွေကိုမကုန်ပါနဲ့မပြတ်ပါနဲ့လို့တောင်းတလို့မရမှန်းသိပင်တည်ညာတော်လဲတရားဓမ္မနှလုံးသားထဲမှာမပြေရသေးတဲ့ပုထုဇဉ်သောတာပန်သဂရကအဆင့်အားလုံးမှာတော့ဟောဒီအိုခြင်းနဲ့ခွေရတဲ့အခါနာခြင်းနဲ့ခွေရတဲ့အခါသိခြင်းနဲ့အပြီးခွေရတဲ့အခါမှာတော့လောကရန်တကြနှိမ့်ဆက်ရင်ငိုကြရတာဓမ္မတာပါပဲမငိုကြရဘူးလားငိုကြရတယ်ဟုတ်လားဒီတော့အဲ့ဒီထဲမှာအရှင်ဘုရားရောလို့ပြောရင်အရှင်ဘုရားလည်းငိုခဲ့ရတာဟုတ်လားဘာဖြစ်လို့ငိုတာလဲအရှင်ဘုရားတို့ကတရားတွေလည်းဟောနေသေးတယ်တရားတွေလည်းပြနေသေးတယ်ဘာဖြစ်လို့အရှင်ဘုရားတို့ကငိုမတိတ်နိုင်ဖြစ်နေရတာလဲလို့မေးပြိဿရဲ့အဲ့ဒါလေးကိုဒီကနေ့ညပြောကြလို့မိဘနှစ်ပါးနဲ့ဆက်လာရင်ကျန်တဲ့ညီကောင်မောင်နှမတို့မိတ်ဆွေတို့ဆိုရင်တော့ကိုသူဖြည့်ရင်ဖြည့်လာမယ်ပေါ့လေမိဘနှစ်ပါးနဲ့ဆက်လွယ်လာတဲ့အခါအဖေတည်တဲ့ပုဂ္ဂိုလ်ရှိရင်ရှိမယ်အမေတည်တဲ့ပုဂ္ဂိုလ်ရှိရင်ရှိမယ်ညီကောင်မောင်နှမတွေဘလောက်ပဲတည်တည်အဖေတယောက်တည်းတန်ဖိုးမထားနိုင်အမေတယောက်တည်းတန်ဖိုးမထားနိုင်ပြီးတော့နှစ်ယောက်လုံးတည်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိရင်ရှိမယ်ဒါမှမဟုတ်ရင်ကံကောင်းလို့မတည်သေးတဲ့သာသမီတွေလည်းရှိရင်ရှိမယ်ပြီးတော့အဲ့ဒါလေးကိုဒီကနေ့ကိုယ်တိုင်ဒီအပိုင်းမှာတွေ့ကြုံခံစားရတဲ့ခံစားချက်လေးနဲ့ဟောဘာပဲပြောဒီတရားလေးတော့ငါတရားတစ်ပုဒ်ရှာပြီးဟောအောင်ပါပဲလို့ထုတ်ထားတာပါဟုတ်လားဘာဖြစ်လို့လဲမိမိကိုယ်တိုင်ဖခင်တရားကွယ်လွန်သွားတာ၄နှစ်အချိန်ကိုရောက်လာပြီမဲ့၄နှစ်ဆိုတဲ့ကာလတွေကပြိဿကြီးကိုယ့်အတွက်အလုံးကိုတိုးတောင်းနေတရားရောမနေ့ကနေ့ကမှငါအဖေနဲ့ငါနဲ့ခွဲလိုက်ရတာပါလားဆိုတဲ့အတွေးမျိုးနဲ့ဒီအချိန်ရောက်လာရင်တော့ပြိဿရဲ့နည်းနည်းလေးတော့နှိုးဆွားလိုက်တာဘာဖြစ်လို့နှိုးဆွားတာလဲအရှင်ဘုရားဘာဖြစ်လို့မမေ့နိုင်တာလဲဆိုတာတလောကလုံးမှာပြိဿရဲ့လူသားတယောက်အတွက်ကျေးဇူးအကြီးမားဆုံးပုဂ္ဂိုလ်မေတ္တာအကြီးမားဆုံးအပုဂ္ဂိုလ်ကရုဏာအကြီးမားဆုံးပုဂ္ဂိုလ်မုဒိတာအကြီးမားဆုံးပုဂ္ဂိုလ်ရှားပြစမ်းပါဆိုရင်ဘယ်သူဘလောက်ကောင်းတော့မိဘတဲ့ကောင်းတဲ့ပုဂ္ဂိုလ်ရှာလို့ရပါ့မလားမရနိုင်ဘူးပြိဿမိဘနှစ်ပါးလောက်အေးမြတဲ့မေတ္တာတရားတွေနဲ့သာသမီပေါ်မှာချစ်နိုင်တာဘယ်သာသမီမှမရနိုင်ပါဘူးမိဘနှစ်ပါးရဲ့ကရုဏာမျိုးမုဒိတာမျိုးနဲ့သာသမီပေါ်မှာထားနိုင်တာဘယ်သာသမီမှတခြားကမရနိုင်ပါဘူးမရနိုင်တော့မိဘနှစ်ပါးနဲ့အတူနေစဉ်ကာလတုန်းကတော့တာမန်လူသားတွေဆိုတော့တနေ့ချစ်စရာစကားလေးတွေပြောလို့ပြီးရင်လည်းပြီးမယ်မုန်းစရာစကားလေးတွေပြောပြီးရင်လည်းပြီးမယ်ဒေါသဖြစ်စရာစကားလေးလည်းပါရင်လည်းပါမယ်
အဲ့ဒီအချိန်တုန်းကတာမန်ဘဝမှာတာမန်စိတ်နဲ့နေခဲ့ပြီလေဟာအဖေမရှိတော့ဘူးဆိုတဲ့အသိခံစားရတဲ့အချိန်ဟာပြိတ္တရဲ့အကောင်းလောကရန်နေနဲ့တွေ့လာတိုင်းလေအကောင်းလောကရန်နေတွေ့ပြန်တော့လေအကောင်းတွေအတွက်အဖေကိုတန်တသတိရရတယ်လို့အဆိုးလောကရန်နေနဲ့တွေ့လာလို့လောကလူပံဝဉ္ဉင်ကကိုယ့်ကိုအပြောတွေနဲ့အလုပ်တွေနဲ့နှိပ်စက်တာများလာရင်လေအဖေသာရှိရင်တို့ရှိကမရက်မှာပဲဆိုတဲ့အဆိုးလောကရန်ကိုအားကိုးမိတဲ့မျောလင်းရက်တွေကရောမပေါ်နိုင်ဘူးလားမပေါ်နိုင်ဘူးလားလို့မေးနေကြရတော့မလိုပါဘူးဟုတ်လားဒါကြောင့်အဆိုးလောကရန်နေနှိပ်စက်တာများလာရင်လည်းပဲကျေးဇူးတကယ်ကြီးမာခဲ့တယ်မေတ္တာတကယ်မှန်ခဲ့တယ်ကရုဏာတကယ်မှန်ခဲ့တယ်မုဒိတာတကယ်မှန်ခဲ့တယ်ကိုအဖေကိုပဲတဏ္ဍတာနဲ့တတိယမိကြမှာပါပဲအကောင်းလောကရန်နေနဲ့ရင်ဆိုင်တွေ့ကြုံရပြန်တော့လည်းပဲတို့အဖေသာရှိရင်ဟောဒီပွဲကအတူနှွေးလို့ရမှာတို့အဖေသာရှိရင်ဒါလေးကအဖေနဲ့တိတ်ပြီးတော့လိုက်လျောညီတာလို့အကောင်းလောကရန်လေးတွေရတဲ့အခါကျတော့လေပြိဿကြီးမတန်တာဘူးတန်တာလေဟုတ်လားဘာဖြစ်လို့တန်တာတာလဲရှာမတွေ့နိုင်တဲ့ကျေးဇူးကကြာခြင်းတလောက်ကြာ4 နှစ်မဟုတ်ဘူးပြိဿကြီးနှစ်40ရောမိနိုင်မှာကိုယ်အသက်ရှိအောင်မယ်ဆိုရင်နှစ်50ရောမိနိုင်မှာမမိနိုင်ဘူးဘာဖြစ်လို့လဲဘဝလောကရန်ထဲမှာလူလားမြောက်လာနေလေအတွေ့အကြုံရှင်းလာနေလေလူများနဲ့ဆက်ဆံရနေလေတို့ဖေတို့မေလို့ပုဂ္ဂိုလ်ဟာတကယ်ရှာလို့မရပါလားဆိုတဲ့ခံစားချက်ဟာနေ့စဉ်နာရီစက္ကန့်နဲ့အမျှတိုးပြီးတော့ခံစားနေရတဲ့အခါအဆိုးလောကရန်နေများကြုံနိုင်ရင်လည်းပဲအဖေမေပဲတတ်တတ်ကြတာအကောင်းလောကရန်နေကြုံနိုင်ရင်လည်းပဲအဖေမေကိုသတိရတာဟုတ်လားလွန်ခဲ့တဲ့4 နှစ်ဆိုတဲ့အချိန်ကျေးဇူးရှင်ဖခင်မသိခင်ကဝိသိမကိုရင်ဆရာတော်အနေနဲ့ကျမ်းမာရေးအတွက်ဆေးကုဖို့တောင်မှနောက်ဆုံးဘလောက်အထိစဉ်းစားထားတယ်ပိုင်ဆိုင်မှုဆိုတာလဲပါမစ်ရှိတဲ့ကားတော်မဟုတ်ပါဝိသောက်ကတစ်စီးပဲပိုင်ထားတယ်ဒီဝိသောက်ကရောမှရရင်သိအစိတ်ပေါ့ငါအဖေတည်သွားလို့ရှိရင်တည်ကံကြီးပိုက်ဆံများလိုရင်တော့ရှိတဲ့ပိုက်ဆံဘာလို့မှမလောက်ရင်တော့ဒီဝိသောက်ကပဲရသလောက်နဲ့ရောင်းပြီးတော့ကုရမှာပဲဆိုလိုတာကရောင်းချစရာပိုင်ဆိုင်မှုဆိုလို့ကိုယ်မှာဝိသောက်ကတစ်စီးပဲရှိဟုတ်လားအဲ့တော့ဒီကျမ်းမာရေးနဲ့ဒီယောဂနဲ့ဒီရှိတဲ့ငွေနဲ့ကိုအကုန်လုံးကိုကျန်တာတွေရက်ပြီးတော့ချွေတာကုရင်းနဲ့ကြိုးစားကုတာပဲဘလောက်ပဲကုပြိဿရဲ့တည်တဲ့သဘောကိုမတည်ပါနဲ့လို့တောင်းတလို့ရတယ်မရဘူးပြိဿရဲ့ကိုအဖေနောက်ထပ်နေဖို့ရန်အတွက်10 နှစ်15 နှစ်20တောင်းတခြင်းပေမဲ့တည်တဲ့သဘောတရားကိုမတည်ပါနဲ့လို့တောင်းတလို့မရလိုက်တဲ့အခါစောစောကပြောသလိုပဲတောင်းတလို့မရပေမဲ့နီးမျိုးစုံနဲ့တော့မကြိုးစားကြဘူးကြိုးစားတာဗောနီးမျိုးစုံနဲ့အင်္ဂလိပ်စိနဲ့လည်းကုဗမာစိနဲ့လည်းကုနောက်ဆုံးပြိဿကြီးဒါအမှန်တမ်းပြောရရင်ညီတွေတော့ရောက်လာတော့ဆရာတော်ကင်ဆာယောဂဆိုတာမွေသားကျွေးရတယ်ပြောဟေးအဲ့ဒါငါ့ကိုမပြောနဲ့သူတို့ဘာသာလိမ္မာပါဠိစာပဲမွေသက်ပြီးတော့တောင်မှပြုတ်ကျွေးပြီးတော့ကောင်းမလားလို့ကုပြီးတော့ကိုယ့်ဖေကိုမျိုးမကြိုးစားကြဘူးကြိုးစားကြတယ်ဘာဖြစ်လို့လဲပြိဿကြီးတလောကလုံးမှာသေကံဤအချိန်ကစပြီးတော့တည်သွားတဲ့အချိန်ညမှာတန်ဖိုးကိုသိတာအဖေအမေရဲ့တန်ဖိုးပဲဟုတ်လားသေကံဤအချိန်ဆိုရင်စသိလာပြီမသိသေးဘူးအဖေများမရှိရင်ဘယ်လိုလုပ်မလဲစိုးရိမ်စိတ်ကဝင်လာပြီအဖေတကယ်မရှိတော့ဘူးဆိုတဲ့အခါကျတော့စောစောကပြောသလိုအဆိုးလောကရန်နေနဲ့ကိုယ်ပေါ်မှာနှိမ့်သက်လာပြီဆိုရင်လည်းကိုယ်ရှိကမနဲ့ယက်တည်ပြောမဲ့အဖေမရှိတဲ့အခါအလိုလိုနေရင်နဲ့တောင်းတလို့ဝမ်းနေရလာပြီအကောင်းလောကရန်နေတွေ့တော့ရောအခုတဖြည်းနဲ့ကိုယ်ဘဝလေးပြည့်စုံလာပြီအစရအစဉ်ပြေလာပြီဒီနေ့ဆိုရင်ဒါဦးဇင်းအော်တိုဘာကစပြီးတော့မိကပြန်လာတဲ့ဘာပဲပြောငါလည်းပဲဆရာသမားမိဘဂုဏ်ကျေးဇူးနဲ့ဒီပညာလေးတွေနဲ့ဘဝတိုးတက်အောင်ကြိုးစားလာတာတခါမှလည်းနိုင်ငံခြားဒေါ်လာနဲ့တရားဟောတာများမရဘူးဆိုပြန်ရောက်ကြတဲ့ကလှူလိုက်တာဌာနပေါင်း20လောက်ကျောင်းတိုက်တရောပါနေရာ20လောက်မှလှူတာအခုဆိုရင်သိန်း190ရှိတော့
သိန်း190ဆိုတာစိတ်ကူးတော်မြင်မှု190မပြောနဲ့1900တော့မှအရင်တော့မနေကင်ခဲ့ရတာဒီတော့ကိုများများလှူလိုက်လာလေဒီအလှတစ်ခုလုံးလေသတိရပြန်ပြီအဖေကဒါမျိုးဆိုရင်တိုက်ပုံတကားနဲ့တိတ်ကြွားပြီးလှူကျင်တာအဖေကိုသတိရတဲ့စိတ်ကတိုးတိုးလာတဲ့အခါအကောင်းလောကရန်တွေ့ရင်တို့မခံနိုင်ပါလားဆိုတာကိုယ်တိုင်သိတာဟုတ်လားဒါကြောင့်ကျေးဇူးခုံဆိုတာပြိတ္တရဲ့မရှိတဲ့အချိန်မှာပို့ပြီးတော့သိတယ်ရှိတဲ့အချိန်မှာအားလုံးသားသမီးတွေကိုယ့်ကိုယ်ကိုအခုမေးကြည့်အိမ်မှာတစ်ခါအဖေမေနဲ့စကားမများဘူးလားများတယ်အဖေမေကဒီနေ့အဖေမေကွာချက်သားပလာတာလေးစားနေလိုက်တာဟာအဖေတို့ကလည်းမိုးရင်းကားဆိုဖြစ်မတော်ပေါ့ဗျာပူရီလျှောက်တောင်းတနေများပြီမပြောမိဘူးလားပြောမိတတ်တယ်အဲ့ဒါလေးကိုတတိပေးခြင်းလို့ဟိုတော့ကအဖေလှူခြင်းပါတယ်ဆိုတဲ့အရာတွေကိုမလှူပေးနိုင်ရဲ့ကိုလှူနိုင်တဲ့အချိန်မှာကို့အဖေမရှိတော့ဘူးအဲ့ဒီဈာကာလပြိတ္တရဲ့လူသားတယောက်အနေနဲ့ဘယ်လောက်ခံစားရမလဲကိုနောက်တစ်ချိန်အဖေမရှိအမေမရှိရင်ပို့ပြီးတော့သိပါလိမ့်မယ်ဟုတ်လားဒါကြောင့်ပြောနေတာကရှာမတွေ့နိုင်တဲ့ခုံကြီးဆိုတဲ့ကြောင့်ကြာခြင်းသလောက်ကြာအဖေဘလောက်ပဲကြာပါစေပဲသားသမီးမှမေ့လို့ရမှာမဟုတ်ပါဘူးအမေဘလောက်ကြာကြာကသိခဲ့ပါစေပဲသားသမီးမှမေ့လို့ရနိုင်မှာမဟုတ်ပါဘူးတဲ့ဘာကြောင့်မမေ့နိုင်တာလဲအကောင်လောကရန်ဒီဘဝရင်းမှာပြည့်စုံလာရင်လေအဲ့ဒီအကောင်လောကရန်ဒီခံစားတိုင်းမှာငါအဖေသာရှိရင်ဆိုတဲ့အတွေးစိတ်ကဝင်လို့နှိမ့်ဆက်ခံရပါလိမ့်မယ်အဆိုးလောကရန်ဒီနှိမ့်ဆက်ခံရတဲ့အခါမှာလေတို့အဖေသာရှိရင်တို့ရှိကမယက်တီပေးမှလို့အာကိုတဲ့စိတ်တွေနဲ့တန်တစိတ်တွေနဲ့ပေါ်လာပါလိမ့်မယ်ဒီတော့အဲ့ဒီတန်တစိတ်တွေအာကိုစိတ်တွေပေါ်လာတိုင်းအဖေကိုရီမှန်းပြီးတော့သင်္ကန်းလှူလိုက်ဆွမ်းလှူလိုက်ပုထုငွေကြီးလှူလိုက်နဲ့လှူနေတာပဲပြိဿရဲ့လှူပင်လှူ냐တော့လည်းပဲအဖေပါသေးရဲ့အမေမရှိရောအမေပါသေးရဲ့မပါတော့ဘူးဒီတော့အားလုံးကိုပြောချင်တာကတောင်းတလို့မရနိုင်တဲ့အရာကြီးကိုဘုရားလည်းဟောခဲ့တယ်ကိုလည်းတတိထားလိုက်မယ်ဆိုရင်အဖေသိတဲ့အထိစောင့်စရာလိုတယ်မလိုဘူးနောက်လာရတဲ့ကိစ္စလေးတစ်ခုဦးဇင်းတို့ရွာเจ้าကြီးကရှေးเจ้าကြီးအုတ်လေကားကြီးကဦးဇင်းတို့အဖိုးတွေဖွားတွေလှူထားတာဦးဇင်းတို့ကအတိတော်မသိပါဘူးအဲ့တော့အဖေကဘာပြောလဲဆိုအဲ့ဒီသိမဲ့နှစ်ကြမှာရွာသတင်းပြလိုက်တဲ့เจ้าကြီးကိုပြင်နေအဖိုးတွေဖွားတွေအမွေကိုမင်းတို့ဆက်ယူမယ်ဆိုရင်ပေးမယ်လို့အဲ့ဒီရွာဆရာတော်ကပြောလိုက်တော့အဖေကဦးဇင်းကိုတိုင်တယ်ဦးဇင်းနဲ့အဲ့ဒီကားကြီးကဦးဇင်းဖေးကြီးအမေကြီးအဖိုးတွေဖွားတွေလှူခဲ့တာတဲ့တပည့်တော်တို့ကဆက်လုပ်လိုက်ကြရအောင်ဆိုပြိတ္တရေကိုယ်လည်းအဲ့ချိန်တော့ကျောင်းကိုရှိတဲ့ပိုက်ဆံလေးနဲ့ပို့ဟောက်နေတဲ့အခါရှင်းရဟာဖေးလည်းကိုကျောင်းတော့မပြီးသေးဘူးဟိုကကျောင်းကပြင်ဖို့ကလာထားလိုက်စမ်းပေါ့ဒီကပြီးရင်လုပ်ပေးမှာပေါ့ဒီလိုပဲလေပြင်မပေးဘူးလို့တော့မငင်းလိုက်ပါသို့တော်ဖေးကမဟုတ်ဘူးဦးဇင်းမိမွေဖွားမိလည်းဖြစ်နေတော့ကြံတဲ့လူတွေယူသွားရင်လည်းတပည့်တော်ကမပေးနိုင်ဘူးဆိုအဲ့တုန်းကအမတ်တမဲ့နေခဲ့တဲ့ဇာကားကအဖေကသင်္ကန်းနီးကြတော့သူ့စီကိုလူမလာမေးတဲ့လူတွေကဟို10ပေး20ပေး100ပေး200ပေးစသည်ပေါ့လေမြန်ကုန်မြို့မှာဆိုတော့ထောင်ကြီးတောင်းကြီးဒီလိုရတယ်သူ့အဲ့ထဲမှာပတ်စံနေတယ်သူစုတာအဲ့မဆုံးနေ10ရက်လောက်ရတော့သူ့ရွာနေလူမလာမေးကြတဲ့သူ့တူတွေသူ့ညီတွေပြန်မယ်ဆိုတော့ဦးဇင်းကိုခေါ်တယ်ဦးဇင်းနဲ့ပတ်စံတသိန်းမထုတ်နိုင်ရင်လည်း9000လောက်တော့ထုတ်ပေးပါဦးနဲ့တပည့်တော်က9000ရပြီတဲ့ကျောင်းရင်းပြင်ဖို့ဦးဇင်း9000တပည့်တော်9000ပြင်ရအောင်ဆိုဒါလည်းပဲအမှတ်တမဲ့ပဲဒီပေါ်လေးအဖေ9000ရှင်းပေးလိုက်ပေါ့ကျုံလေး9000ဖြစ်ပေးလိုက်မယ်9000တော့ပေးလိုက်တယ်တကယ်ဆိုရင် तू တသိန်းလုံးရအောင်စုနေတာဖြစ်မယ်ပြိတ္တရေစုလို့မရလိုက်လို့လား तू ညီတွေသူ့တူတွေမပြန်ခင်9000ကိုဦးစင်းရှင်ကနေထပ်ဖြည့်ဖို့ပြောပြီးတော့သားယဟန်လည်းဖြစ်နေတယ်သူသားလည်းကြောင်းဆောင်နေတာအခက်အခဲရှိမှသိတဲ့အခါဟာကိုတော့ပေးသမားလို့လည်းစွန့်မတောင်းရတဲ့အခါပြိတ္တရေ तू လှုပ်ချင်နေတာကတသိန်းလုံးကိုပုံချပြီးတော့ဒီကြောင်းကြီးပြင်းမယ်ဆို तू လှုပ်ချင်မှာဟုတ်လားဒါကြောင့်ဦးဇင်းတို့ကအဖေအိုမအဖေနာမအဖေတို့အသက်ကြီးမှဆိုတာကြီးကိုအမြဲတမ်းရှေ့ကထားပြီးတော့မပြောတတ်ကြဘူးပြောတတ်ကြတယ်ဒါကြောင့်ဒီနေ့အဲ့ဒါလေးသတိပေးနေတာအိုတတ်တဲ့သဘောတရားကိုမအိုပါနဲ့လို့ဘယ်တော့မှတောင်းတလို့မရပါဘူးနာတတ်တဲ့သဘောတရားကိုမနာပါနဲ့လို့တောင်းတလို့မရပါဘူးသိတတ်တဲ့သဘောတရားကိုလည်းမသိပါနဲ့လို့တောင်းတလို့မရပါဘူးရရဲ့လား
ဒါကြောင့်အဖေတို့အမေတို့အိုမနာမသေမလုံနေဆိုတာမျိုးကိုတို့ပြိတ္တမစင်စားတာအကောင်းဆုံးပဲလို့ထင်တယ်ဟုတ်လားဒါကြောင့်မအိုခင်လေးမှာအဖေနဲ့အမေသက်ရှိထင်ရှားမှာရည်စက်ပါကလေးကံပြီးတော့ဒါနာကောင်းမှုလေးပြုပေးနိုင်အောင်မနာခင်အချိန်လေးမှာအဖေနဲ့အမေကြောင်းတိုင်အောင်ရိတ်တာတိုင်အောင်ဖယားတိုင်အောင်သွားနိုင်ခွင့်ရှိတဲ့အချိန်လေးမှာမိမိမိဘနှစ်ပါးပြုခြင်းနဲ့ကောင်းမှုလေးတွေပြုပေးနိုင်အောင်မသေးခင်အချိန်ကာလအနည်းဆုံးအချိန်လေးမှာအမြတ်ဆုံးကျေးဇူးဆန္ဒီတွေနဲ့ပေးဆက်ဖြစ်အောင်ကြိုးစားဖို့မလိုအပ်ဘူးလားလိုအပ်တယ်မရှိတော့ဘူးဆိုတဲ့အချိန်ဟာပြိဿရဲ့သိန်းပေါင်း100 200 300လှူစမ်းချိုက်တဲ့တော့အလွန်အရသာပြတ်တာပဲဟုတ်လားအမေနဲ့တွဲပြီးတော့အလူသွားတိုင်းဇီဝတဒါနသွားဓမ္မရိုက်ဒီဓမ္မကြီးသတင်းစာနဲ့ပါလာအမေကတော့သဘောလေးကြားနေတာကိုယ့်ရင်ထဲမှာတော့အမေဘေးမှာအဖေမပါတာကြီးကိုခံစားပြီးတော့ဆွနေရင်းနဲ့ကြည်နေရတယ်ကဲပြိဿရဲ့အရသာရှိရဲ့ဒီတော့အားလုံးကိုပြောကြတာဘယ်လိုမှတူနိုင်မမီနိုင်တဲ့ခုံကြီးစုတွေကိုလည်းသိကြပါရဲ့ကဲနဲ့ရှားခြင်းသလောက်ရှားအမေလိုအဖေလိုမေတ္တာကရုဏာမုဒိတာကြီးမားတဲ့ပုဂ္ဂိုလ်မရှိနိုင်ဘူးဆိုတာသိကြပါရဲ့ကဲနဲ့အိုအောင်စောင့်နေเสียလိုသလားနာအောင်စောင့်နေเสียလိုသလားသိတဲ့အခါစောင့်နေเสียလိုသလားသိတဲ့အခါကျတော့ပြိဿရဲ့ဘလောက်ပဲမိုက်တဲ့သာသမီပဲဖြစ်ပါစေအဖေအမောမှာအမေအမောမှာလွန်ကျူးမိခဲ့တဲ့နောင်တာတရားတွေကလည်းအဲ့ဒီအခါကျတော့ဘယ်သူမှမဆုံးမပဲနဲ့သိပါလိမ့်မယ်မရှိတော့ဘူးဆိုတဲ့အခါတန်ဖိုးကြီးမားတဲ့ဆိုတာပုံမပေါ်ဘူးလားဒါကြောင့်ရှားမတွေ့နိုင်တဲ့ခုံကြီးဆိုတွေကိုလူလားမြောက်လားလို့တစ်ဖြစ်တစ်ဖြစ်နဲ့များများကြီးသိလာလေကြာရင်သလောက်ကြာမိဘနှစ်ပါးရဲ့အပေါ်မှာမေ့လို့မရလေပါပဲမေ့မရဘူးဆိုတာမှာပြိဿရဲ့အနိစ္စကိုတန်ဖိုးမရှိပြောနေတာမဟုတ်ဘူးမမြဲတဲ့သင်္ခါရလေးပဲဘာလို့ကိုတော့မမေ့နိုင်ရမှာ